passport ကိုတင်ဖို့တောင်းတယ်အဲ့ဒါကိုပေးတင်လားအဲ့ဒီအတွက်ကိုပြောရမယ်ဆိုလို့ရှိရင်ကိုကဒီအလုပ်ကိုတကယ်လိုချင်လားကိုတကယ်လိုချင်တဲ့ဒီမရှိမဖြစ်ပေါ့နော်ဒါလုံးမရမယ်သူကလည်း passport တောင်းနေဆိုရင်တော့ပေးကြရတယ်ပေါ့နော်ဒါပေမဲ့လို့ဒါကတရားဝင်လားဆိုရင်တော့ passport သိမ်းတာကအလုပ်ရှင် passport သိမ်းတာကတရားဝင်မဟုတ်ပါဘူးအဲ့ဒီတော့သူသိမ်းဖို့သူ့ကိုက passport ကိုသိမ်းဖို့အတွက်ပေးမယ်ဆိုလို့ရှိရင်ကိုယ့်ဘက်ကနေပြီးတော့တက်တည်အနေနဲ့တခုခုလုပ်ထားဖို့လိုပါတယ်အဲ့ဒါကဘယ်လိုလုပ်ရင်ရလဲဆိုရင်တော့အကောင်းဆုံးကတော့သူ့ကိုကလက်မှတ်ထိုးခိုင်းရပါမယ်အဲ့ဒီလက်မှတ်ထိုးခိုင်းရတယ်ဆိုတာဒီကုမ္ပဏီပေါ့နော်ဒီအလုပ်ရှင်ရဲ့စီးတစိမ့်နဲ့အဲ့ဒီလိုမျိုးသူတို့ကဘာဖြစ်လို့ passport ကိုသိမ်းပါတယ်ကို passport ကိုသူတို့ကကိုမှထားရင်စိတ်မချလို့သိမ်းထားပေးတယ်တို့အဲ့ဒီလိုပုံစံမျိုးတွေနဲ့သူတို့ကရေးပြီးတော့ဖြစ်ဖြစ်ကိုလက်မှတ်ထိုးခိုင်းတာမျိုးဖြစ်ဖြစ်ဘယ်လိုပဲထိုးခိုင်းအဲ့ဒီထိုးခိုင်းတဲ့ဟာမှာကိုကတေချာဖတ်ဖို့လိုပါတယ်အဲ့တော့သူ့ဘက်ကနေပြီးတော့ကို passport ကိုအချိန်မရွေးကိုလိုအပ်တဲ့အချိန်မှာပြန်ပေးပါမယ်လို့ရေးထားတာမျိုးဖြစ်ရပါမယ်အဲ့ဒီခါကျရင်လဲကိုကအဲ့ဒီဟာကိုစိုင်းထိုးပြီးသွားလို့ရှိရင်သူလည်းစိုင်းထိုးတယ်ကိုလည်းစိုင်းထိုးတယ်စိုင်းထိုးပြီးပြီဆိုရင်အဲ့ဒီစာရွက်ကိုကိုစီမှာယူထားဖို့လိုပါတယ်သူသိမ်းထားမယ်ဆိုရင်အဲ့ဒီစာရွက်ကကိုကဓာတ်ပုံရိုက်ထားတာဖြစ်ဖြစ်မိတ္တူတစ်ဆောင်တောင်းတာဖြစ်ဖြစ်ကိုယူထားဖို့လိုအပ်ပါတယ်เนาะဒါကကိုအတွက်သက်သေဖြစ်ပါတယ်ဒါမှအချိန်မျိုးကိုက passport ပြန်တောင်းလို့ရမှာဖြစ်တယ်ပေါ့နော်တကယ်လို့ပြဿနာတစ်ခုဖြစ်လာတယ်သူတို့က passport မပေးဘူးညစ်ပတ်ထားတယ်ပဲဖြစ်ပေါ့နော်အကြောင်းတစ်ခုခုကြောင့် passport ပြန်မပေးဘူးကို passport ကိုပြန်လိုချင်တယ်ဆိုလို့ရှိရင်ကိုကဒီစာရွက်ကိုရဲကိုပြတာမျိုးတို့ဒါမှမဟုတ်ရင်ရုံးကိုတိုင်တာမျိုးတို့လုပ်လို့ရပါတယ်เนาะတော့ခုနကပြောသလိုမျိုးဘယ်လိုwork pack ကိုကင်တာပေါ့နော်ရိုး employment pack ကိုပဲကင်တာအဲ့ဒါမှမဟုတ်ဘူးကိုကဒီတခြားခုနပြောတဲ့ code တို့housemate တို့ပေါ့နော်အဲ့ဒီလိုမျိုး pass တွေကိုကင်ထားတာပဲဖြစ်ဖြစ်ဘယ်ဟာပဲဖြစ်ဖြစ်ကို passport ကိုသူတို့တင်ခွင့်မရှိတဲ့အတွက်ကိုသူတို့ကအကြောင်းတင်ထားမယ်ဆိုလို့ရှိရင်ကိုပြန်မပေးခဲ့လို့ရှိရင်ဒီပေါ်မှာapplication တစ်ခုကို download ဆွဲပြီးတော့အဲ့ဒီ application ကနေပြီးတော့ကိုကသွားပြီးတော့ဒီ complaint သွားလုပ်တိုင်လို့ရတယ်ပေါ့နော်အဲ့ဒါ MOHAE ပေါ့နော်အဲ့ဒီ application လေးကိုdownload ဆွဲပြီးရင်အဲ့ဒီထဲမှာကိုယ့်ရဲ့အချက်လက်တွေကိုဖြည့်ပြီးတော့တိုင်လို့ရတယ်ဒါပေမဲ့လို့အဲ့ဒီအချက်လက်တွေကို screenshot ယူထားဖို့လည်းလိုပါသေးတယ်เนาะအဲ့ဒီဟာတွေအကုန်လုံးကိုယ့်ရဲ့တိုင်တဲ့ကုန်းနံပါတ်တွေပါညာတွေပါကြာလာလိမ့်မယ်အဲ့ဒီအကုန်လုံးကိုလည်းကိုက screenshot ယူဖို့လိုပါတယ်အဲ့ဒါတွေ screenshot ရှိတာမှသူတို့က action မယူခဲ့ဘူးဆိုလို့ရှိရင်ရဲစခန်းကိုလည်းတွားပြီးတော့တိုင်လို့ရတယ်ပေါ့နော်အဲ့ဒီတော့ကဒီ passport ကိုပြန်ရဖို့အတွက်ကဒီလိုလုပ်ဖို့အတွက်ကကိုယ့်ဘက်မှာတက်တည်ရှိဖို့လိုတယ်နောက်တစ်ချက်ကဒီလိုမျိုးသူတို့က sign မထိုးတာဘူးဆိုရင်လည်း WhatsApp ထဲမှာပဲဖြစ်ပေါ့နော်သူတို့ရဲ့ဖုန်းနံပါတ်ကိုပေါ်တဲ့ဖုန်းနံပါတ်နဲ့ပေါ့နော်သူတို့ဖုန်းနံပါတ်နဲ့သူတို့ပြောထားတဲ့စာတွေကို record လုပ်ထားပြီးတော့အဲ့ဒါကလည်းရဲမှာတွားပြီးတော့တိုင်လို့ရပါတယ်အဲ့ဒီတော့ကို passport ကိုကိုပြန်ရအောင်ရဲဘက်ကနေပြီးတော့ပြန်လုပ်ပေးပါတယ်ပေါ့နော်အဲ့ဒါပြောချင်တာပါဒါကြောင့်မို့လို့ကိုဘက်ကနေပြီးတော့passport ကိုမပေးမဖြစ်ပေးရမယ်ဆိုလို့ရှိရင်เนาะခုနကပြောတဲ့တက်တည်အနေနဲ့စာရွက်စာတမ်းတွေယူထားဖို့လိုပါတယ်သူတို့ဘက်ကလည်း sign ကိုယူထားဖို့လိုပါတယ်ဘာ sign ပဲထိုးမထိုးခင်မှာသူတို့ဘာရေးထားတာလဲဆိုတော့တေချာဖတ်ဖို့လိုတယ်ကိုဖုန်းနဲ့လည်းဖြစ်နိုင်လို့ရှိရင်ဓာတ်ပုံရိုက်ပြီးတော့ယူထားပါပေါ့เนาะသူတို့ဘက်ကမိတ္တူမပေးဘူးဆိုရင်ကိုဘက်ကတက်တည်ရှိရအောင်ပါအဲ့ဒါတွေကအရေးကြီးတယ်ပေါ့နော်အဲ့လိုမျိုးပြဿနာတစ်ခုခုဖြစ်ခဲ့လို့ရှိရင်ကိုယ့်ဘက်ကနေပြီးတော့သွားတိုင်လို့ရအောင်လို့ပေါ့နော်ဒါလေးကိုပြပေးတာပါရှင်ကျေးဇူးအများကြီးတင်ပါတယ်ဒီလိုမျိုးပေါ့နော်ဘာပဲဖြစ်ဖြစ်သိထားတဲ့အရာတွေကိုကိုယ့်ဘက်ကလည်းအမြဲတမ်းလေ့လာထားပါလို့ပြောချင်ပါတယ်ဒီ housemate လုပ်နေတာပဲဖြစ်ပေါ့နော်ညီမတွေတော်တော်များများပြောနေတယ်လာပြောကြတာကိုကြားတော့စိတ်မကောင်းဖြစ်တယ်အဲ့ဒါဘာလဲဆိုတော့သူတို့တွေကပိတ်ရက်တွေလုံးဝမရှိဘူးတစ်နှစ်လုံးနေတာတစ်ရက်တောင်ခွင့်မပေးဘူးအဲ့ဒီလိုမျိုးပေါ့နော်အကြောင်းတွေအများကြီးပြဿနာတွေရှိတဲ့အခါမှာဘာဖြစ်လို့လဲအဲ့ဒါတွေကတကယ်ဆိုရင်သူတို့ပိတ်ရက်ပေးရမယ်လေနော်ဥပဒေ
အကြောင်းအရာနဲ့ဆိုလို့ရှင်ဒါကြောင့်မို့လို့ကိုယ့်ဘက်ကလည်းနားလည်သိထားအောင်လို့လေ့လာပါဘဟုတုတများအောင်လဲကိုအမြဲတမ်းပဲလေ့လာနေပါဒါမှလည်းသူတို့ဘက်ကကိုအဲ့လိုမျိုးလုပ်ချင်တာလုပ်လို့မရဘူးပေါ့နော်ဒါမျိုးဖြစ်အောင်ပါအဲ့တော့တခုခုဆိုရင်လည်းကိုခေါ်ခဲ့တဲ့ agent တွေကိုပြန်ပြီးတော့ဒါတွေကိုပြန်မေးပါမလုပ်ခင်မှာဒီအလုပ်ကိုလက်မခံခင်မှာလည်းသူတို့ agent တွေနဲ့ဒါတွေအကုန်လုံးကိုမေးမြန်းစုံစမ်းပြီးတော့မှကိုလက်ခံနိုင်မှလုပ်ပါလို့ပြောချင်ပါတယ်เนาะကျေးဇူးအများကြီးတင်ပါတယ်ရှင်အဆင်ပြေကြပါစေလို့ဆုတောင်းပေးပါတယ်เนาะ